စာတစောင်ကိုအမားပြန်ခဲ့လို့ Empire တစ်ခုပျောက်ကွယ်သွားရတဲ့နေ့ဂျင်ကီခန်ရဲ့စာကိုစော်ကားခဲ့မိတဲ့အမားကြောင့်ရေလန်ရှာလာပြီးအမှုချစ်ခံခဲ့ရတဲ့ Empire 1218ခုနှစ်ကမ္ဘာမြေကြီးရဲ့အလဲဘဟုမှာ Empire တစ်ခုအသက်ရှူထန်ပြင်းထန်နေပြီး Empire တစ်ခုတော့မတိမတာတေဆုံးဖို့စောင့်နေပါတယ် لو ترى حال ذبيح အာရှဒီကဝါကိုကြောက်နှံ့စေခဲ့တဲ့လူတစ်ယောက်ရှိပါတယ်သူ့နာမည်ကဂျင်ကစ်ခန်ဒီအချိန်မှာဂျင်ကစ်ခန်ဟာအာရှမှာအင်အားအကြီးဆုံးသူဖြစ်နေပါပြီသူ့မျက်စီကျလာတာကနာမည်ကျော်ပိုးလမ်းမကြီး Silk Road အလဲဘဟိုးကိုထိန်းချုပ်ထားတဲ့ Khwarezm Empire မွန်ဂိုတွေအနောက်ဘက်ကိုတွားချင်ရင်ဒီ Empire ကိုမဖြတ်မနီလိုအပ်ပါတယ်ဒါပေမဲ့ဂျင်ကစ်ခန်ဟာစစ်ကိုမရွေးချယ်ခဲ့ပါဘူးသူရွေးချယ်ခဲ့တာကကုံသွယ်ရေးငင်းချမ်းရေးဒါကြောင့်ကုံသွယ်45ယောက်ကိုငင်းချမ်းရေးတန်တမန်အဖြစ် Khwarezm Empire စီဆေလို့ထဲပါတယ်ဒါဟာစစ်မဖြစ်အောင်လုပ်ခဲ့တဲ့နောက်ဆုံးအခွင့်အရေးပါပဲဒါပေမဲ့ Ultra မြို့စားတာအဲ့ဒီကုံတယ်တွေကိုတယူလို့ဆွဆွဲမိတယောက်မှမချမ်းပဲအားလုံးကိုကွက်မြက်ပစ်လိုက်ပါတယ်ဒီမှာတင်တမိုင်းရဲ့ကံကြမ္မာကလမ်းကြောင်းပြောင်းသွားခဲ့ပါတယ်ဒါတောင်မှဂျင်းရခန်းဟာစစ်မတိုက်ချင်သေးပါဘူးသူကတန်တမန်တွေကိုထပ်လို့ပြီးမြို့စားကိုပဲအဖြစ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်ဒါဟာနောက်ဆုံးအကျင့်ပေးတဲ့အခွင့်အရေးပါဒါပေမဲ့ Khwarezm ပါရှန်ဘရင်ရဲ့တုံ့ပြန်မှုက Empire တစ်ခုကိုတေးတန်းချလိုက်တယ်လို့ဖြစ်သွားပါတယ်သူကတန်တမန်တွေကိုတတ်ဖြစ်လိုက်ပြီးအသက်ရှင်ကြံရည်သူတယောက်ကိုမုတ်ဆိတ်ရေးပြီးပြန်လွတ်လိုက်ပါတယ်အဲ့ဒီခေတ်မှာဒါဟာမင်းတို့ဟာဖုံးမှုလောက်တောင်တန်မှုမရှိဘူးလို့ပြောလိုက်တာနဲ့အတူတူပါတယ်ဒီသတင်းကိုကြားတဲ့အခါဂျင်ကစ်ခန်ဟာတောင်ပေါ်ကိုတက်သွားပြီး3ရက်တိုင်တိုင်ဘသူနဲ့မှမစကားမပြောခဲ့ပါဘူး The Secret History of the Mongols မှာဒီအဖြစ်ကိုအသေးအချမှတ်တမ်းထားပါတယ်တောင်ပေါ်ကပြန်ဆင်းလာတဲ့အခါသူ့ရဲ့မျက်နှာမှာဒိုးသားမရှိပါဘူးအေးဆေးတည်ငြိမ်စွာစားတစောင်းကိုရေးခိုင်းလိုက်ပါတယ်မင်းကငင်းချမ်းရေးချက်စစ်ကိုရွေးချယ်ခဲ့ပြီငါစစ်တဲတွေဟာပွေရစိတ်တွေလို့မရေမတွေးနိုင်အောင်လာလေမင်းရဲ့ရာဇပလင်ကိုတခြားသူအတွက်ပြင်ဆင်ထားလိုက်တော့ဒါဟာချင်းချောက်စာမဟုတ်ပါဘူးမုန်တိုင်းလာမယ်ချိုပြောထားတဲ့မိုးလေဝသတည်င်းပါပဲ1219မှာ1221အတွင်းမွန်ဂိုစစ်တပ်ဟာ Khwarezm Empire ကိုကမ္ဘာမြေပုံပေါ်ကနေစနစ်တကျပြင်စည်းပစ်လိုက်ပါတယ်ဘူခါရာမီလောင်စာမကန်လူအများဆုံးရှုံးအာဂန့်ရေမုတ်နီရှာပါလူတရိဆန်မချန် Empire တခုပျောက်သွားတာကစစ်တပ်ကြောင့်မဟုတ်ပါဘူးစာတစောင်ကိုအမားပြန်ခဲ့လို့ပါဒီတမိုင်းကကမ္ဘာကိုတင်ပေးသွားတဲ့သင်ခန်းစာကဂျင်ကစ်ခန်ကစားဖို့လာရင်ရင်ရင်ကြေကြေပဲပြန်ပါမထီးမြဲမှုလုပ်ရင်အရာအလုံးကိုဆုံးရှုံးစေနိုင်ပါတယ်တက်သီးသမျှလောက်သေးတင်ပြခြင်းထိကျွေးမှားခြင်းမှန်ခြင်းကကျွန်တော်တူတာအဖြစ်တာဖြစ်တယ်မိကောဖခင်သားသမီးများပြီးဆဲရွေးတိုင်းထွာနိုင်ပါသည်ခင်ဗျာ